ကျွန်တော်တို့အားလုံးသူငယ်တန်းကနေပြီးတော့10တန်းအထိနောက်ပိုင်းတက္ကသိုလ်တွေအထိပေါ့နော်အခုဆိုရင် G12 ပေါ့အင်္ဂလိပ်စာကိုအားလုံးလေ့လာခဲ့ဒါပေမဲ့ English speaking ကိုအားလုံးပြောတတ်လားဆိုရင်လုံးဝမပြောတတ်ဘူးဒါဆိုရင်သိကြတယ် English speaking ဆိုတာလေ့လာမှုအားနဲ့မဆိုင် speaking is a skill not knowledge speaking ဆိုတာ skill ဖြစ်ပါတယ်ကိုဘယ်လောက်ထိသိထားလဲဆိုတာနဲ့ speaking ကမဆိုင်ဘူးကိုဘယ်လောက်ထိ practice လုပ်ထားလဲလေ့ကျင့်လာလဲအဲ့ဒီပုံမှာအမှုတရားဖြစ်တယ်ချို့တွေ grammar rule တွေကိုအများကြီးသိတယ်ဒါပေမဲ့တကယ်တမ်းပြောတဲ့အခါမှာပြောမထွက်ဘူးအချို့ဆိုလို့ရှိရင် vocabulary တွေအများကြီးသိတယ်ဒါပေမဲ့ speaking ဘိုင်းမှာပြောထွက်လာဆိုရင်တကယ်တမ်းမပြောထွက်ဘူးဘာလို့လဲ English speaking ဆိုတာဘယ်လောက်ထိသိထားလဲဘယ်လောက်ထိလေ့လာထားလဲနဲ့မဆိုင်ဘူးလေ့ကျင့်တာနဲ့ဆိုင်တာကိုဘယ်လောက်ထိ practice လုပ်ထားလဲဒီပေါ်မှာမူတည်တာဖြစ်တယ်နောက်တစ်ခုအနေနဲ့ English speaking ဆိုတာ simple ရိုးရှင်းတယ်နော် English speaking အတွက်ကျွန်တော် vocabulary 1000လောက်လဲအလွတ်ရနေကြမလို့ဒါလူတွေတော်တော်များများအမှတ်မှားနေတာပေါ့နော်ဒီ English speaking အတွက်လဲကျွန်တော် grammar တွေအများကြီးသိနေကြမလို့ simple English is the best အရိုးရှင်းဆုံး English ကအကောင်းဆုံးပဲနော်အရိုးရှင်းဆုံး English ကိုကျွန်တော်တို့ကကြွယ်ကြွယ်ဝဝပြောတတ်ရင်ဒါဆိုရင် English speaking ကျွမ်းတယ်အများကြီးကျွန်တော်တို့ vocabulary တွေသုံးနေစရာမလိုဘူးအချို့က vocabulary အများကြီးလေ့လာရင် speaking ကောင်းတယ် vocabulary တကယ်ခက်ခဲတဲ့ vocabulary တွေကိုသုံးမယ်ဆိုလို့ရှိရင် speaking ကောင်းတယ်ထင်တယ်ကိုယ့်ရဲ့ English ကလုံးဝမိုက်တယ်ထင်တယ်မဟုတ်ဘူးနော်ရိုးရိုးရှင်းရှင်း simple English ကိုပဲကျွမ်းကျင်အခြေအနေတိုင်းမှာလဲပက်ပြောတတ်ရင်ဒီလူဒီ speaking ကောင်းတယ်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ဒါကြောင့် speaking ဆိုတာဘယ်လောက်ထိလေ့လာထားလဲမဆိုင်ပါဘူးဘယ်လောက်ထိလေ့ကျင့်ထားလဲဒါကြောင့် speaking ကောင်းချင်ရင် practice ကိုများနိုင်သမျှများအောင်လုပ်ပါ